ကခင်ဗျာကိုကျွန်တော်တို့ T3Y လို့ခေါ်တဲ့ essential oil 5% ပါဝင်သော cream လေးကိုဖြော်လို့ပြီးသွားပါပြီဒီ cream လေးကိုကျွန်တော်တို့ကနေ့စဉ်လေးပြီးတော့တစ်လကနေပြီးတော့တစ်လခွဲအတွင်းမှာကျွန်တော်တို့ဒီကလုံးဝပျောက်ကင်းသွားမှာပါ T3Y ဟာဆိုရင် natural products ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရခြင်းပူဆိုင်ခြင်းမတက်ခြင်းတွေလုံးဝမဖြစ်ပါဘူးတခြား chemical တွေဖြစ်တဲ့ဟာတွေလည်းသုံးလို့ရပါတယ်ကျွန်တော်တို့က 2% metronidazole cream နဲ့သုံးလို့ရပါတယ် ivermectin ကို 1% cream နဲ့သုံးလို့ရပါတယ် benzoyl benzoyl လည်းသုံးလို့ရပါတယ် sulfur ointment လည်းသုံးလို့ရပါတယ်သုံးလို့ရတဲ့အထက်မှာတော့ကျွန်တော်နှစ်သက်ဆုံးကတော့ T3Y cream လေးပဲဖြစ်ပါတယ် T3Y ဟာတခြား Demodex ဒီလိုမျက်နှာမှာနေတဲ့အကောင်တွေအတွက်ဆိုရင်သူကအသင့်တော်ဆုံးပဲဖြစ်ပါတယ် natural products ဖြစ်တဲ့ကြောင့် side effect လည်းအလွန်နည်းပါတယ်ဒါကြောင့်ကျွန်တော်တို့ T3Y ကိုကြိုက်ပါတယ်ဟုတ်ကဲ့အခုကျွန်တော်တို့ Demodex ပြောက်တဲ့စီးလေးကိုကျွန်တော်တို့အခုစပါတော့မယ်ခင်ဗျာအဓိကပတ်ဝင်တဲ့ပစ္စည်းကတော့ T3Y ဖြစ်ပါတယ် T3Y ကိုကျွန်တော်တို့ 5% ထည့်ပြီးတော့ပေါ်ဆက်ပါမယ်အဲ့တော့ဒီနေရာမှာအရေးကြီးတာကဘာလဲဆိုတော့ T3Y ဟာ essential oil လို့ခေါ်တဲ့အငွေ့ပြန်တတ်တဲ့ volatile oil ဖြစ်ပါတယ်အဲ့တော့ T3Y ကိုကျွန်တော်မဖြောခင်မှာပထမဆုံးလုံးဝမှာကျွန်တော်တို့အရေးကြီးတာ fix oil နဲ့မှာဖြောလိုက်ပါတယ် fix oil နဲ့မှာကျွန်တော်တို့ဖြောပြီးတော့အပူချိန်တစ်ခုပေးပါတယ် fix oil နဲ့ဖြောတယ်ဖြောပြီးတော့ကျွန်တော်တို့အခုဆိုရင်အပူချိန်60 degree ပေးလိုက်ပြီးတော့ဒီတက်မှာ emulsifier တွေအကုန်လုံးထည့်ထားလိုက်ပါတယ်အဲ့တော့ဒီဘက်မှာတော့ water phase မှာတော့ကျွန်တော်တို့ water phase မှာတော့ကျွန်တော်တို့ xanthan နဲ့ crystalline နဲ့ထည့်ထားပါတယ်ဒီထဲမှာ ETD လည်းထည့်ထားပါတယ်အဲ့တော့ကျွန်တော်တို့ဒါတွေပြီးသွားတဲ့အချိန်မှာအဓိကဘာလုပ်ရလဲဆိုတော့ကျွန်တော်တို့အပူချိန်တွေမျှတဲ့အချိန်မှာရောပါမယ်ပြပြလေးတက်ကျွန်တော်တို့အခုဒီနေ့ကတော့အဓိကကျွန်တော်တို့ကလေးကောင်လို့ခေါ်တဲ့ Demodex folliculorum နဲ့ Demodex brevis ကိုနေထိုင်တဲ့မျက်နှာပေါ်မှာရှိတဲ့ဖြစ်ပေါ်တဲ့ယောဂအကြောင်းကိုကျွန်တော်ပြောပါမယ်မြန်မာလူကတော့ကျွန်တော်တို့အဓိကသိကြတာတော့စားဝတ်ချံလို့ပြောပါတယ်နှာခေါင်းတစ်ဝိုက်ပါးစပ်တစ်ဝိုက်နဲ့မျက်ခုံးမျက်တောင်တစ်ဝိုက်မှာဖြစ်တတ်တဲ့ယောဂပဲဖြစ်ပါတယ်အဲ့တော့ဒီကောင်လေးတွေရဲ့သဘာဝကတော့ 0.3 to 0.8 mm အထိရှိပါတယ်မျက်စိနဲ့မမြင်ရပါဘူးလုံးဝသေးငယ်ပါတယ်သူတို့အားကြီးတဲ့မှန်ဘလူးနဲ့ကြည့်မှသာမြင်ရပါတယ်အဲ့တော့ဒီလေးကောင်လေးတွေကကျွန်တော်တို့လူသားတွေမှာမျက်နှာပေါ်မှာယောဂပြပါတယ်အဲ့တော့ကျွန်တော်တို့အပျိုလူကိုစဖြစ်တဲ့အသက်73-74နှစ်ကစပြီးတော့အသက်88အထက်တည်းမှာကျွန်တော်တို့ကအမှုရှိတဲ့တတ္တဝါတွေဖြစ်တဲ့မျိုးသားတဝါတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနေရာမှာအရေးပြားပေါ်မှာမှုညင်ပေါက်တွေရဲ့အရင်မှာ hair follicle တွေရှိပါတယ်အဲဒီ follicle တွေကလည်းအဆီတွေထုတ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ sebaceous gland လို့ခေါ်တဲ့အရေးပြားပေါ်မှာအဆီထွက်တဲ့ gland တွေလည်းရှိပါတယ်အဲ့တော့ဒီ gland တွေဒီထွက်တဲ့အဆီကိုစားတဲ့အကောင်လေးတွေပါဒီလှေးကောင်လေးတွေကကျွန်တော်တို့အဆီကိုစားပါတယ်ညအချိန်ရောက်တဲ့အချိန်မှာသူကအပြင်ထွက်ပြီးတော့အရေးပြားပေါ်မှာမိတ်လိုက်ကြပါတယ်မိတ်လိုက်ကြပြီးတော့သူတို့သက်ဆိုင်ရာ brevis တွေက sebaceous gland တွေလည်းပြန်ဝင်ပါတယ် follicularis တွေကကျတော့ follicularis ဖြစ်တဲ့အတွက် follicles တွေပြန်ဝင်ပါတယ်ဝင်ပြီးတော့အခုသူတို့ကဥလေးတွေဥပါတယ်သူတို့ရဲ့ lifespan ဟာဆိုတော့ weeks ပေါ့နော်နှစ်ပတ်သုံးပတ်အတွင်းမှာသူတို့ကအရွယ်ရောက်ပါတယ်သိပါတယ်မိတ်လိုက်တယ်သိတယ်ဒါပေမဲ့ထူးခြားတာဒီအကောင်လေးမှာကျွန်တော်တို့စုပ်ပေါင်းမပါရှိတော့အငြိကျေစွန့်ခြင်းမရှိပါဘူးသူတို့စားသမျှအစီတွေကိုနောက်က compartment ထဲမှာပဲတူလောင်ထားပါတယ်သူတို့တည်သွားတဲ့အချိန်မှာသူတို့ကဒီခန္ဓာကိုယ်ကဘေးက enzyme တွေကနေခြေပြတ်တော့ lipase enzyme တွေခြေပြတ်သွားတယ်သူတို့ထဲမှာရှိတဲ့ဒီ protein တွေကြောင့်ကျွန်တော်တို့က inflammation လို့ခေါ်တဲ့ရောင်ရမ်းခြင်းတွေဖြစ်ပါတယ်ရရမ်းခြင်းတွေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ web channel တွေအဖုလေးတွေဖြစ်ပါတယ်အသားရည်နီးမြန်းခြင်းတွေဖြစ်ပါတယ်အဲ့တော့ seborrheic dermatitis ဖြစ်သွားပြီဆိုရင်တော့ကျွန်တော်တို့အရေးပြားက scale လို့ခေါ်တဲ့အရေးပြားကွာတာတွေ6တာကြီးလည်းဖြစ်လာပါတယ်အဲ့တော့ကျွန်တော်တို့မှာယောဂပေးနိုင်တဲ့ bites က3မျိုးရှိပါတယ်အဲ့တော့ Demodex ရှိတယ်လို့ပဲကျွန်တော်တို့ Sarcoptes scabiei လို့ခေါ်တဲ့ဝဲပူးကလည်း bites တစ်မျိုးပါပဲသူ့ကိုတော့ H bite လို့ခေါ်ပါတယ်အဲ့တော့ Demodex ဆိုတော့ကျွန်တော်တို့က fish bite လို့ခေါ်ပါတယ်အဲ့တော့ဒီ bites လေးတွေဟာကျွန်တော်တို့အလွန်သိငယ်ပါတယ်သူတို့က insect တွေမဟုတ်ပါဘူး insect ဆိုတဲ့အကောင်တွေမှာခြေထောက်လက်ချောက်6ချောင်းပါပါတယ်သူတို့မှာခြေထောက်လက်ချောက်နဲ့တူတဲ့
ဟာလေးတွေက၈ခုပါပါတယ်အဲ့တော့ mic သေးတွေကကျွန်တော်တို့လူခန္ဓာကိုယ်မှာနေတော့လူမသိမချင်းတော့သူတို့ရှိနေမှာပါဒါပေမဲ့သူတို့ကလက်သေးကောင်လောက်ရှိတဲ့1 square centimeter မှာ9កောင်နဲ့အခက်ပူနေတော့ကျွန်တော်တို့ကဒါ Demodex infestation လို့ခေါ်ပါတယ် infection မဟုတ်ပါဘူး infestation ပါ infestation ဖြစ်တဲ့ဒီ ectoparasite ကပ်ပါကောင်လေးတွေဟာကျွန်တော်တို့ရားရောင်ခြင်းကြောင်ရမ်းခြင်းစသောလက္ခဏာများကိုပြပါတယ်ဒါပေမဲ့အကောင်က1 square centimeter မှာတစ်ကောင်နှစ်ကောင်မှရှိရင်တော့ဒီကောင်တွေက asymptomatic လို့ခေါ်တဲ့ဘာမှယောဂမပေးပါဘူးရောင်ရမ်းခြင်းလည်းမပေးပါဘူးရားတာလည်းမပေးပါဘူးအဲ့တော့သူတို့နဲ့တူတဲ့တခြား mic တွေကတော့ကျွန်တော်တို့ X mic လို့ခေါ်တဲ့ scabies ဝဲယောဂဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ mic တခြားတစ်မျိုးကကြတော့ hot dust mic လို့ခေါ်ပါတယ်ဒီမျိုး fake white ဆိုခေါ်တဲ့အဲ့ဒီ hot dust mic တွေကသူတို့ကကြတော့ကျွန်တော်တို့ပါးနိုင်ရင်ကြတွေဖြစ်ပါတယ် asthma တွေဖြစ်တတ်ပါတယ်အဲ့တော့အဲ့ဒီ mic တွေကိုလည်းကျွန်တော်တို့ကတခြားနည်းတွေနဲ့ဖြည့်ရှင်းရပါတယ်အကောင်ကြီးညော့နေသွားအောင်လုပ်ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီ mic ၃မျိုးကဒါလူကိုယောဂပေးရတယ်ဝဲဆိုရင်လည်းအလွန်ဆိုးတဲ့ social disease ဖြစ်ပါတယ်လူချင်းကူးဆက်သောယောဂဖြစ်ပါတယ် house dust mite ကလည်းကျွန်တော်တို့ပန်းနိုင်ရင်ကြက်တို့လိုရားရောင်ကျွန်တော်ကိုပေးနိုင်ပါတယ်အဲ့တော့ဒီ facial mask ကတော့ဘယ်လိုဒီမှာဖြစ်လဲဆိုတော့ရွယ်ရောက်ပြီးတဲ့လူတိုင်းမှာမျက်နှာမှာအစီပြန်တဲ့လူတိုင်းမှာဒီယောဂရှိပါတယ်လူချင်းကူးပါတယ်တပတ်တို့ကောင်းအုပ်စုတို့မှာဒီကောင်လေးနေနိုင်ပါတယ်ဒါကြောင့်အဲ့ရတစင်ကူးပါတယ်အဲ့တော့ဒီကူးဆက်မှုမှာကျွန်တော်တို့ကကွင်းဆက်ဖြတ်ထားတဲ့ဟိုအကုန်လုံးတက်ပြလို့လည်းမရပါဘူးဖြစ်လည်းမဖြစ်နိုင်ပါဘူးအဲ့တော့ကျွန်တော်တို့ကဘာလို့လဲဆိုတော့ကျွန်တော်တို့ infestation rates ကို short ချပါတယ်အဲ့ဒီမှာကျွန်တော်တို့သူ့ကိုအဓိကသုံးတဲ့ဆေးတွေကတော့ metronidazole cream သုံးပါတယ်နောက်ပြီးတော့ ivermectin 1% cream သုံးပါတယ် metronidazole ကကျွန်တော်တို့ 2% သုံးပါတယ်နောက်ပြီးတော့ကျွန်တော်တို့ benzoyl benzoate သုံးလို့ရပါတယ်နောက်ကျွန်တော်တို့ sulfur ointment တွေလည်းသုံးလို့ရပါတယ်အဲ့တော့သုံးလို့ရတဲ့ပစ္စည်းတွေကတော့အများကြီးပါပဲဒါပေမဲ့ဒီထဲမှာတော့လူတွေအတွက်အသင့်တော်ဆုံးအထူးဖြင့်မျက်နှာရည်ပြန်တဲ့ပတ်သက်လို့မျက်လုံးသားတစ်ဝိုက်နဲ့ပတ်သက်လို့အသင့်တော်ဆုံးကတော့ tea tree oil ဖြစ်ပါတယ်ဒီ tea tree oil ကလည်းကျွန်တော်တို့လက်ဖက်ပင်နဲ့တော့မမှားစီချင်ပါဘူးလက်ဖက်ပင်က shrub လို့ခေါ်တဲ့ခြုံပုတ်ပင်မျိုးသားဖြစ်ပြီးတော့ဒီပင်တွေကတော့ tea tree oil ဆိုတာ Australia တိုက်မှာရှိတဲ့ပင်20လောက်မြင့်တဲ့အပင်ကြီးတွေဖြစ်ပါတယ်သူတို့အရွက်တွေအရွက်ခြုံလေးတွေဖြစ်ပါတယ်သူတို့ Odoniflorum လို့ခေါ်တဲ့အတိုင်းအရွက်ခြုံလေးလာလှပပalternative စီရော့နေတဲ့အကောင်တွေပါကျွန်တော်ယူကလစ်ပင်အရွက်နဲ့လည်းဆင့်တူပါတယ်အဲ့တော့ဒီ Australia လာတဲ့ဒီကျွန်တော်တို့ tea tree oil နဲ့ဟိုကနေကတော့တခြားစီပါပဲအဲ့တော့ tea tree oil ကိုကျွန်တော်တို့ကဟောလာ Melaleuca autantifolia လို့ခေါ်ပါတယ်ကျွန်တော်တို့လက်ဖက်ပင်ကိုတော့ Camellia sinensis လို့ခေါ်ပါတယ်အဲ့တော့ဒီအပင်နှစ်မျိုးကလုံးဝမတူဘူးဆိုတာရောထွေးမသွားဖို့တခါတည်းကျွန်တော်ပြောပြချင်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့ essential oil တွေအကြောင်းဆက်ပြောရမယ်တော့ essential oil တွေကတာမန်အခါမှုချိန်မှာအဝှေ့ပြန်လွယ်ပါတယ်အဝှေ့ပြန်တတ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီ volatile oil လို့လည်းခေါ်ပါတယ်ဒီ essential oil တွေအားလုံးကကျွန်တော်တို့အပင်မျိုးစုံကအထူးဖြင့်အနံ့မွေးတဲ့ပင်မျိုးစုံကရပါတယ်အဲ့တော့ကျွန်တော်တို့ဒီထဲမှာပါတဲ့အလွန်ထူးခြားတဲ့ peppermint oil လို့ခေါ်တဲ့ဟာကျွန်တော်တို့အဲ pepper ရွက်ကနေရပါတယ်နောက်ပြီးတော့ကျွန်တော်တို့ clove oil လို့ခေါ်တဲ့လေးညင်းစီလည်းရပါတယ် peppermint oil ကတော့ကျွန်တော်တို့ကတော့ပူဒီနာရွက်ကနေပြီးထုတ်တာဖြစ်ပါတယ်နောက်ပြီး eucalypt oil ကတော့ eucalypt အပင်ရဲ့အရွက်ကနေထုတ်ပါတယ်အဲ့တော့လေးညင်းပွင့်လို့ခေါ်တဲ့အပွင့်လေးကတော့ကျွန်တော်လေးညင်းစီကိုထုတ်ပါတယ်အဲ့လိုပဲကျွန်တော်တို့ cinnamon oil တွေရှိပါတယ် cardamom oil တွေရှိပါတယ်အဲ့တော့အနံ့မွေးတဲ့ lavender oil တွေလည်းရှိပါတယ်ဒီ essential oil တွေအားလုံးရဲ့ဓာတုဗေဒဖွဲ့စည်းပုံကတော့ကာဗွန်ဒိုင်5ခုပါတဲ့ sesquiterpene နဲ့ sesquiterpene တွေဖြစ်ပါတယ် terpenoid တွေဖြစ်ပါတယ် terpene molecule တွေဖြစ်ပါတယ်သူတို့ကအငွေ့ပြန်နိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီစီတွေကို aroma therapy လို့ခေါ်တဲ့ကုထုံးတွေမှာလည်းသုံးပါတယ်နောက်ပြီးတော့ဒီ massage treatment တွေမှာလည်းကျွန်တော်တို့သုံးပါတယ်နောက်ပြီးတော့ဒီခါဒီမှာ culinary juice လို့ခေါ်တဲ့ကျွန်တော်တို့အင်ခအမွှေးကြိုင်တွေနဲ့စားသောက်တွေမှာလည်းကျွန်တော်တို့ထည့်သွင်းပါတယ်အဲ့တော့ဒီအရာဝတ္ထုတွေအားလုံးရဲ့အနံ့အရသာကိုပေးစွမ်းနိုင်တဲ့ essential oil တွေကလည်းအလွန်စိတ်ဝင်စားစရာကောင်းပါတယ်သူတို့ကဒီကပ်ပါဖို့နှိမ်နေတာ antibiotics အနေနဲ့သုံးတာနောက်ပြီးတော့သဘာဝကုထုံးတွေမှာလည်းအလွန်အရေးပါတဲ့ပစ္စည်းတွေဖြစ်ပါတယ်အဲ့တော့ဒီပစ္စည်းတွေအကြောင်းကိုနားလည်ထားမယ်ဆိုရင်မိမိအသုံးပြုတဲ့အပေါ်မှာမူတည်ပြီးတော့စားသောက်တဲ့ပစ္စည်းတွေထုတ်တဲ့နေရာမှာပဲဖြစ်ဖြစ်အလှကုန်တွေထုတ်တဲ့နေရာမှာပဲဖြစ်စေဝါထုတ်တဲ့နေရာမှာပဲဖြစ်ဖြစ်အလွန်အသုံးဝင်ပါတယ်ခင်ဗျာဆုံးထိကြည့်ပေးတဲ့အတွက်ကြောင့်အားလုံးကိုကျေးဇူးတင်ပါတယ်